Hello အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့ကျွန်တော်ကကိုယ့်စီကိုအခြားတစ်ယောက်ကနေပြီးတော့ short down လုပ်ထားတဲ့ link တွေလာပို့မယ်ဆိုလို့ရှိရင်အဲ့ဒီ link ကဘယ် website ကိုညွှန်းသွားလဲဆိုတာကို link ကိုမနှိပ်ခင်ဘယ်လိုမျိုးအရင်ဆုံးစစ်ဆေးမလဲဆိုတာကိုပြပြသွားမှာဖြစ်ပါတယ်ဒီလို short down link တွေကိုမနှိပ်ခင်စစ်ဆေးဖို့ကအရင်အရေးကြီးတယ်ပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်ဒီ short down link တွေဆိုတာကကျွန်တော်အဲ့ဒီ link ကိုမနှိပ်မချင်းဒီ link ကိုနှိပ်လိုက်လို့ရှိရင်ဘယ် website ကိုရောက်သွားမလဲဆိုတာမသိနိုင်ပါတော့ကျွန်တော်နှိပ်လိုက်မှသာလဲအဲ့ဒီသူညွှန်းထားတဲ့ website ကိုတခါတည်းတန်းပြီးရောက်သွားတတ်တယ်ပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့ကမစစ်ဆေးဘဲနဲ့နှိပ်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီ link ကတစ်စင်ကိုယ့်ရဲ့ set တွေကို malware တွေ virus တွေ auto download ဆွဲချသွားတာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှိရင် hacker ပြုလုပ်ထားတဲ့ကိုယ့်ရဲ့ password တွေခိုးမယ် phishing website တွေရောက်သွားတာလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်တို့ကဒီ short term link တွေကိုတွေ့ပြီဆိုလို့ရှိရင်အရင်ဆုံးမနှိပ်ခင်စစ်ဆေးဖို့လိုအပ်တယ်ပေါ့နော်ဒီမှာပဲကြည့်လိုက်ပေါ့ကျွန်တော်တို့ဒီ link မှာဆိုလို့ရှိရင်ဒီအပေါ်ကလည်း short term link ပဲဒီအောက်ကလည်း short term လောက်ထားတဲ့ link ပဲဒီ link ကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်ဘယ်ရောက်မယ်ဆိုတာမသိဘူးဒီအောက်က link ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်လည်းဘယ်ရောက်မယ်ဆိုတာကျွန်တော်တို့မနှိပ်မချင်းမသိဘူးပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီအပေါ်က link ကတော့ဒီ Google ကိုသွားတဲ့ link အောက်က link ကတော့ Microsoft သွားတဲ့ link ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒါကကျွန်တော်ဒီကညာဘက်မှာပြထားလို့ပေါ့နော်တကယ်လို့တယောက်ကပို့လာမယ်ဆိုလို့ရှိရင်ဒီ link ကြီးပဲပို့လာမယ်ဆိုရင်ကျွန်တော်တို့ကမနှိပ်ခင်မှာ Microsoft ကိုသွားမှ Google ကိုသွားမှကျွန်တော်မသိရဘူးပေါ့နော်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီ short term လုပ်ထားတဲ့ link တွေဆိုတော့ဘာတွေလဲဆိုတော့ကျွန်တော်အရင်ဆုံးပြောပြချင်တယ် short term link တွေကဘာတွေလဲဆိုတော့ကျွန်တော်ဒီလိုမျိုးအရှိဖြစ်နေတဲ့ link တွေကိုကျွန်တော်တို့ဒီလိုမျိုးတူသွားအောင်ချုပ်လိုက်တဲ့သဘောမျိုးပဲပေါ့နော် short term လုပ်လိုက်တဲ့သဘောမျိုးပဲအဲ့ဒီတော့ကျွန်တော်တို့ဒီအပေါ် link အရှိကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်လည်းဒီ website တွေပဲရောက်သွားမယ်ဒီအောက်က link ချုပ်ထားတဲ့ link တူတူလေးနှိပ်လိုက်မယ်ဆိုလို့ရှိရင်လည်းအဲ့ဒီ website တွေပဲရောက်သွားမယ်ပေါ့နော်တူတူပဲပေါ့အဲ့ဒါတွေကိုဘယ်လိုနေရာတွေမှာသုံးကြလဲဆိုတော့ကျွန်တော်တို့ဒီ SMS message တွေပို့တဲ့နေရာတွေမှာဒါမှမဟုတ် email ပို့တဲ့နေရာတွေမှာကျွန်တော်တို့ဒီစလုံးရေအကန့်အသတ်နည်းသွားအောင်လို့ဒါမှမဟုတ်လို့ရှိရင်ဒီ email body မှာရှင်းသွားအောင်လို့ကျွန်တော်တို့ဒီ short down လုပ်ထားတဲ့ link တွေကိုသုံးတတ်ကြတယ်ပေါ့ဒီဟာတွေကိုကျွန်တော်တို့ hacker တွေကဘယ်လိုမျိုးပြန်ပြီးသူတို့ရဲ့ဒီ hacking လုပ်ဖို့အတွက်သုံးချလဲဆိုတော့သူတို့ရဲ့ phishing website တွေကိုကျွန်တော်ဒီလိုမျိုး short down link လုပ်ပြီးတော့ user တွေစီပို့တယ် user ကမသိဘဲနဲ့ကျွန်တော်နှိပ်လိုက်တဲ့အခါမှာပြီးလို့သူတို့ရဲ့ phishing website တွေကိုရောက်သွားတယ်ပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီ malware တွေ virus တွေကိုကျွန်တော်တို့ဒီ auto download ဆွဲချဖို့အတွက်ဒီ short term link တွေကိုသုံးတတ်ကြတာပေါ့နော်ဥပမာပဲကျွန်တော်ဥပမာတစ်ခုပြပေးမယ်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာဆိုလို့ရှိရင် short term လုပ်ထားတဲ့ link တစ်ခုပေါ့နော်အဲ့ဒီ link ကိုကျွန်တော်ကမသိဘူးဗျာကျွန်တော်ကဒီမှာ browser ဆိုတာနှိပ်လိုက်ပြီလေဆိုပါစို့ဒါလိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ကျွန်တော်နှိပ်လိုက်တာနဲ့အနာခောက်လိုက်တာနဲ့ဒီ short term link က virus ကို auto download ဆွဲချသွားတယ်ပေါ့နော်ဒါမှဆိုလို့ရှိရင်တော့ကျွန်တော်တို့ Microsoft ကတည်တဲ့ virus မို့လို့သူက Microsoft ကဖြတ်သွားတယ်တကယ်လို့အဲ့လိုမှမဟုတ်ဘဲနဲ့ zero day virus တွေ malware တွေဆိုလို့ရှိရင်ဒါကိုယ့်ရဲ့ set တဲ့ virus က auto download ဆွဲချသွားပြီကိုယ့်ရဲ့ set တဲ့ virus ရောက်သွားပြီပေါ့နော်ကူးသွားပြီပေါ့ဒီလိုမျိုးအန်တယ်ရှိရဲအဲ့ဒီတော့ကျွန်တော်တို့ကဒီလိုမျိုး shut down လုပ်လာတဲ့ link တွေလာပို့ပြီဆိုလို့ရှိရင်ဘယ်လိုမျိုးစစ်ဆေးမလဲပေါ့နော်စစ်ဆေးပုံစစ်ဆေးနည်းကကျွန်တော်တို့အရင်ကလွယ်ကူပါတယ်ကျွန်တော်တို့ဘယ်လိုမျိုးလဲဆိုတော့ဒီကို shut down လုပ်တာ link တစ်ခုပို့လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ link ကိုတန်းပြီးမနှိပ်သေးဘူးအရင်ဆုံးကျွန်တော် copy ကူးလိုက်မယ်ကူးပြီးလို့ရှိရင်ကျွန်တော်တို့ဒီ browser ပေါ်မှာเนาะကျွန်တော်ဒီလိုမျိုး page ချလိုက်မယ်ပြီး enter တန်းမခောက်သေးဘူးကျွန်တော်အဲ့နောက်မှာကျွန်တော်တို့ဒီ plus sign လေးကိုကျွန်တော်တို့ထပ်ပြီးရိုက်လိုက်မယ်ဒါမှမဟုတ်တော့ဒီ plus sign လေးရိုက်လိုက်မယ်ပြီးမှကျွန်တော်တို့က enter ခောက်လိုက်မယ်ဒါဆိုလို့ရှိရင်ခုနလိုမျိုးဒီ virus ကိုတန်းပြီးတော့ auto download မဆွဲတော့ဘူးဒီမှာ तू ဒီ short down လုပ်ထားတဲ့ link ကိုနှိပ်လို့ရှိရင်ဘယ် website ကိုရောက်သွားမလဲဆိုတာအရင်ဆုံးပြပေးတယ်ပေါ့နော်အဲ့ဒီခါမှာကျွန်တော်တို့ကကိုယ်ကစိတ်ချပြီးဒီ website ကိုတည်တယ်ဆိုမှဒီအောင်နှိပ်ပေါ့နော်အဲ့လိုမဟုတ်လို့ဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ကိုမတည်ဘူးဆိုလို့ရှိရင်ဒီ link ကိုလုံးဝမနှိပ်သင့်ဘူးအဲ့ရတဲ့စင်ကိုကမတည်ကြသေးဘူးထပ်ပြီးတော့ဒီအောက်က link ကိုထပ်ပြီးစစ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်အရင်ဆုံး copy ကူးလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ virus total ဒီ website တွေမှာတွားဆက်လိုက်မှာပေါ့နော် virus total ဆိုတာကကျွန်တော်ဒီ file တွေ URL တွေ link တွေကို virus ရှိမရှိကျွန်တော်ဖြစ်နိုင်တယ်ရှိမရှိကိုသူကစစ်ဆေးပေးတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ပေးချပြီးတော့ထပ်ပြီးစစ်ဆေးလိုက်မယ်
အဲ့လိုစစ်ဆေးလိုက်တဲ့အခါမှာလိုမျိုးကျွန်တော်တို့ဒီလိုမျိုးမလေးရှားဖြစ်တယ်ဒီလိုမျိုးမဲဝဲဖြစ်တယ်ဆိုပြီးတော့ तू ကဒီလို sign နေအနီရောင် sign နေပြနေပြီဆိုလို့ရှိရင်ဒီ website ထဲဝင်လို့ရှိရင်ဒီ website ထဲမှာ virus တွေမဲဝဲတွေရှိနေနိုင်တယ်ဆိုပြီးတော့ပြောတဲ့လက္ခဏာပေါ့နော်အဲ့ဒါမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ဒီ link တွေကိုလုံးဝမနှိမ့်သင့်တော့ဘူးတခါတည်းကိုကလုံးဝဒီ link ကိုဖျက်ပစ်တင်တယ်ပေါ့နော်ဒီ short down လုပ်ထားတဲ့ URL link တွေကိုလည်းတမ်းပြီးမနှိမ့်သင့်တော့ဘူးပေါ့ဒီလိုနည်းတွေနဲ့ကျွန်တော်တို့ short down လုပ်ထားတဲ့ link တွေကိုစစ်စစ်အလွယ်တကူစစ်စစ်လို့ရတယ်မနှိမ့်ခင်မှာ virus ရှိမရှိတကယ် real website ရောက်မရောက်ကျွန်တော်တို့ verify လုပ်လို့ရတယ်ပေါ့နော် Okay ဒီ video လေးကိုအဆုံးထိကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်